အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဗီဒါကုတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကစတီးဆွေချာကငလျင်တန်ခံနိုင်တယ်လို့ပြောနေကြတာတကယ်ရောစတီးဆွေချာကငလျင်တန်ခံနိုင်သလားဒီဟာတွေကကျွန်တော်တို့ငလျင်လှုပ်ပြီးနောက်ပိုင်းမှာဆိုရင်တော့ပို့ပြီးတော့လူပြောများလာတဲ့အကြောင်းအရာတစ်ခုလို့တော့ပြောလို့ရပါတယ်စတီးဆွေချာဆိုရင်ငလျင်တန်ခံနိုင်တယ်လို့လူများစုကထင်ကြတာရှိတယ်ဒါပေမဲ့စတီးဖြစ်နေုံနဲ့မလုံလောက်ဘူးလို့ကျွန်တော်တို့ပြောရပါလိမ့်မယ်ကျွန်တော်ဒီဗီဒီယိုမှာစီးဆွဲကြကငလင်းမှာဘာကြောင့်ကောင်းလဲဘယ်အခြေအနေတွေမှာအန္တရာယ်ရှိလဲကျွန်တော်တို့ဒီနေရာအမြင်နဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်ကစတီးကခိုင်မာတယ်ပျော်ပြောင်းနိုင်မှန်ကန်ပါတယ်ငလင်းဆိုတာလှုပ်ရှားမှုပါလာပါတယ်ဒီလှုပ်တဲ့အချိန်မှာပျော်ပြောင်းနိုင်တဲ့မန်ပါတွေရှိတဲ့အစာအုပ်တွေကပို့ပြီးတော့အဆင်ပြေတယ်လို့ဖြစ်ပါတယ်အာစီနဲ့တွားပြီးရှင်းရမယ်ဆိုရင်စတီးကပို့ပြီးတော့အာစီတဲ့ပြောင်းနိုင်တဲ့ quantity တွေရှိတဲ့အတွက်စီးဆွဲရှာကိုငလျင်တန်ခံနိုင်တယ်လို့ယူဆလို့ရတယ်လို့ဖြစ်သွားပါတယ်။ဒါအကြမ်းမြင့်အားဖြင့်ဒီလိုယူဆတာလည်းမြင်နိုင်တဲ့အခြေအနေတော့ရှိရပါတော့နော်။အာစီ structure တွေကခိုင်မာပေမဲ့စတီးလောက်မပြော့ဘူး။နားပဲသူတို့ရဲ့ quantity ကမတူတဲ့အတွက်အဲ့မှနေကျွန်တော်တို့နည်းနည်းလေးတော့ခွာတယ်ပေါ့နော်။စတီးအမျိုးအစားကသူ့ရဲ့ limit အတွင်းမှာလာလောက်ခတ်တယ်ဆိုရင်ပြန်လဲတက်မဲ့နိုင်စွမ်းအာစီတက်ကိုပိုကောင်းပါလေဒါငလင်းမှာအာသာချက်တစ်ခုလို့ဖြစ်တယ်လို့သတ်မှတ်ခြင်းသတ်မှတ်နိုင်ပါတယ်ဒါပေမဲ့အစာအုပ်ရဲ့ပုံစံနဲ့အခြေအနေပေါ်မူတည်ပြီးတော့ကန့်သက်ရှိပါသေးတယ်ဒါပေမဲ့ steel structure ဆိုတိုင်းငလင်းမှာလုံဆုံးမဲလို့ထင်လို့မရပါဘူး steel structure မှာအဓိကဖြစ်တဲ့ connection တွေမကောင်းရင်ဘို့ဝယ်တွေမမှန်ရင်ပြီးတော့ဒီဇိုင်းမမှန်ကန်ရင် steel structure လည်းအနေရရှိတဲ့အစာအုပ်တစ်ခုဖြစ်နေမှာပါပဲမြန်မာနိုင်ငံမှာစတီးဆွေချာဆောက်တဲ့အခါအများဆုံးပြဿနာဖြစ်တာကဘာလဲဆိုရင်ဒီဇိုင်းမရှိတာဒီဇိုင်းအတိုင်းတည်ဆောက်နိုင်ကြတာပြီးရင်အင်ဂျင်နီယာနဲ့ကျွမ်းကျင်ပညာရှင်တွေမပါဝင်နိုင်ကြတာ quality control တွေမရှိရဘူးဖြစ်ပါတယ်ဒီအချက်တွေပြည့်စုံနေရင်စတီးဖြစ်နေပေမဲ့စတီးမှမဟုတ်ပါဘူးကြိုက်တဲ့ဟာဖြစ်ပါတယ်ဒီဇိုင်းမရှိစနစ်တကျလုပ်ရင်မလုပ်ကြနိုင်ပါဘူးငလင်းမှာဆိုပို့ပြီးတော့လုပ်ကြည့်အားနေပါလိမ့်မယ်ကဲအပေါ်မှာပြောထားတာတွေကိုအချင်းချုပ်ပြန်ပြောရမယ်ဆိုရင် street structure ကငလင်းနဲ့ခံနိုင်ပါတယ်ဆိုပြီးပြောဖို့ဆိုရင်ကျွန်တော်တို့ကဒီဇိုင်းမှန်ကန်ရမယ် connection တွေကောင်းကောင်းဖြစ်ရမယ်ပြီးရင် engineer နဲ့ကျွမ်းကျင်ပညာရှင်တွေပါပြီးတော့စနစ်တကျဖြစ်ရမှာပေါ့နော်ဒီလိုအချက်လက်တွေနဲ့ပြည့်စုံမှသာကျွန်တော်တို့ကတကယ်ငလင်းနဲ့ခံနိုင်တဲ့အစာအုပ်ပါလို့ပြောလို့ရပါကြောင်းသိပေးရပါတယ်ဟုတ်ကဲ့အားလုံးကျမချမ်းသာကြပါစေခင်ဗျာ